CEO ကြီးတက်လက်ခါတဲ့ကိုဝင်လိုက်တဲ့ချိန်မှာပဲဒီအမျိုးသမီးလေးကသူ့မျက်နှာနာကိုရုတ်တရက်ကြီးတိုးကပ်လိုက်ပါတယ်ဘေးမှာရှိနေတဲ့လက်ထောက်ကတော့ဒီမြင်ကွင်းကိုကြည့်ပြီးအံ့ဩမိတန်သွားတာပေါ့ CEO ကြီးကိုယ်တိုင်လည်းတော်တော်လေးစိတ်လှုပ်ရှားသွားပြီးတတွဲတဲ့တောင်ခဏခဏမျိုးချနေခဲ့ရပါတယ်တကယ်တော့ဒီအမျိုးသမီးလေးကကုမ္ပဏီကဝန်ထမ်းတစ်ယောက်ပဲဖြစ်ပါတယ်လွန်ခဲ့တဲ့2ရက်လောက်ကအင်တာဗျူးလာဖြေတော့က CEO ကြီးကိုမတော်တဆတွေ့လိုက်ရပြီးသူ့ရဲ့ချောမောတဲ့ရုပ်ရည်ကြောင့်တန်ခနဲစိတ်ဝင်စားသွားခဲ့တာပါအဲ့ဒီအချိန်ကစပြီးသူမဟာ CEO ကြီးကိုတိတ်တခိုးချင်းနေခဲ့တာပေါ့အဲ့ဒီနေ့မှာပဲသူမဟာ CEO ကြီးနဲ့နာမည်ကြီးအမျိုးသမီးတစ်ယောက်ရဲ့ကောလာဟလတဲ့တင်ကိုတွေ့လိုက်ရပါတယ်ဒါကြောင့်ခုနကသူမလုပ်လိုက်တဲ့အပြုအမူက CEO ကြီးရှိမှရေမွေးနှံ့ရှိမရှိနှမ်းကြည့်ပြီးသူ့မှာရီးစားရှိနေပြီလားဆိုတာကိုအတည်ပြုချင်းခဲ့တာပါ CEO ကြီးကလူပြိုကြီးမှန်းသိလိုက်ရလို့သူမတော်တော်လေးပျော်သွားခဲ့ပါတယ် CEO ကြီးကအင်ကိုတယောက်တည်းကားမောင်းပြန်မယ်လို့ကြားလိုက်ရတဲ့ခါမှာတော့သူမရဲ့ခေါင်းထဲမှာအကြံတစ်ခုရလာပါတော့တယ်သူမကားမပါလာဘူးလို့လိမ်ပြောက်ပြီးသူမကိုအိမ်လိုက်ပို့ဖို့ CEO ကြီးကိုတောင်းဆိုလိုက်ပါတယ်မထင်မထားပဲ CEO ကြီးကသဘောတူလိုက်ပေမဲ့သူကဘေးကခရီးတဲ့ထိုင်ခွင့်စီကိုတန်းလျှောက်သွားပါတော့တယ်အမျိုးသမီးလေးလည်းကြောင်သွားတာပေါ့သူမကတော့ဘေးကနေထိုင်လိုက်ရုံနဲ့သူ့ရဲ့ရီးစားလိုမျိုးခန်းစာချက်မျိုးရချင်ခဲ့တာပါဒါပေမဲ့အခုတော့သူမကပဲကားမောင်းပေးရတဲ့သူဖြစ်သွားခဲ့ရပါတယ်ဒါပေမဲ့သူမကအရပ်ပူလွန်တော့လီဗာကိုမမီဖြစ်နေပါတယ်ဒါကိုမြင်တော့ CEO ကြီးကသူမရဲ့ထိုင်ခွင့်ကိုရှေ့တိုးပေးဖို့ကိုကိုက်ပြီးကူညီပေးလိုက်ပါတယ်ဒီလိုနီးနီးကပ်ကပ်ရှိလိုက်တဲ့အခိုင်အထမ်းလေးကြောင့်သူမရဲ့နှလုံးခုန်တန်တွေမြင်လာခဲ့တာပေါ့ကားလေးဆက်ထွက်ပြီးမကြခင်မှာပဲလက်ထောက်ကသူမရဲ့ကားကိုတေချာလိုက်ကြည့်နေတာကိုသူမတတိထားမိသွားပါတယ်သူမလည်းချက်ချင်းပဲထိတ်လန့်သွားပြီးလက်ထောက်ကိုရှောင်ဖို့အတွက်ကားစတီယာရင်ကိုတခြားဘက်ကိုဆွဲလှည့်လိုက်ပါတယ်ဒါပေမဲ့လက်ထောက်ကိုမဲ့အာယုံဆိုင်နေမိတာကြောင့်ကားကနိုင်ရန်ကိုဝင်ထိုက်တော့မဲ့အရေးကိုသူမတတိမထားမိခဲ့ပါဘူး CEO ကြီးလည်းသူမရဲ့ကားမောင်းပုံကိုကြည့်ပြီးတော်တော်လေးလန့်သွားခဲ့ရပါတယ်ကံကောင်းတာကဘာမှတော်တဆမှုမှမဖြစ်ပဲ CEO ကြီးကိုသူ့အိမ်အထိပေးခင်းခင်းနဲ့ပို့ပေးနိုင်ခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့လက်ထောက်ကသူမရဲ့ကားကိုမြင်သွားပြီး CEO ကြီးကိုပြန်ပြောပြမှစိုးရိမ်နေခဲ့ပါတယ်ဒါကြောင့်နောက်နေ့မှလက်ထောက်ကိုစီးရုံဖို့အတွက်မနက်စာတီးတန်ဝဲသွားပြီးခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲ CEO ကြီးကလမ်းလျှောက်လာပါတယ်သူတို့နှစ်ယောက်အတူရှိနေတာကိုမြင်တော့သူတို့ကြားမှာတခုခုရှိနေတယ်လို့ CEO ကြီးကထင်သွားပါတယ်သူမရဲ့ရွှေဝက်ချက်ပေါင်ကြားသွားမှကြောက်တာကြောင့်လက်ထောက်ကိုမနက်စာလာဖေးတာပါဆိုပြီးသူမကအမြန်းရှင်းပြလိုက်ပါတယ်ဒါပေမဲ့မထွက်သွားခင်မှာလက်ထောက်ကိုသူမကတခြားကြည့်လိုက်မိတာကြောင့် CEO ကြီးကသူတို့ပတ်သက်မှုကိုပို့ပြီးအထင်လွဲသွားစေခဲ့လာပါအဲ့ဒီမှာတင် CEO ကြီးကစိတ်တိုးသွားပါတော့တယ်နေ့လယ်ပိုင်းမှာတော့သူမက CEO ကြီးကိုနေ့လယ်စာအတူစားဖို့ဖိတ်ပေးမယ်မနာလိုဖြစ်နေတဲ့ CEO ကြီးကညှင်းလွတ်လိုက်ပါတယ်ဒါပေမဲ့သူမကလည်းမလော်ပဲ CEO ကြီးကအဲ့ဒီကျင်းရဲ့ VIP အဖွဲ့ဝင်ဆိုတာတီးထားတာကြောင့်သူနဲ့မတော်တဆဆုံလုံးလုံးနဲ့ကျင်းကိုသွားခဲ့ပါတယ်တကယ်မဲ့ CEO ကြီးကရောက်လာခဲ့ပါတယ်သူမလည်းလန့်သွားပြီးကျင်းကစားတဲ့ကလေးရဘော်ကနေပြောကြလူနီးပါဖြစ်သွားခဲ့ပါတယ်ကံကောင်းတာက CEO ကြီးကအချိန်မီလွှမ်းဖမ်းပေးလိုက်တာပါဒီခွင့်ကြီးကိုအတုံးချပြီးသူမက CEO ကြီးကိုချစ်ကြောင်ဖွင့်ပြလိုက်ပေမဲ့ CEO ကြီးကတော့သူမကိုလက်ထောက်နဲ့ချင်းနေတယ်လို့ပဲထင်ပြီးစိတ်ဆိုးမှန်ဆိုးနဲ့ထွက်သွားပါတော့တယ်အလို့စင်းတဲ့အချိန်မှာတော့ CEO ကြီးကလက်ထောက်ကိုသူတို့ရဲ့ပတ်သက်မှုအကြောင်းမေးပါတယ်လက်ထောက်ကလည်းအထင်လွဲနေတာတွေကိုအမြန်ရှင်းပြလိုက်ပါတယ်သူရှင်းပြဖို့လုံနေတော့ပါပဲဒီမျိုးသမီးလေးကထက်လေးကားတဲ့ကိုဝင်လာပါတယ် CEO ကြီးနဲ့အချိန်ပိုရဖို့အတွက်သူမရဲ့ကားပြတ်နေပါတယ်ဆိုပြီးထပ်လင်းပြောလိုက်ပါတယ်မထိုင်မထားပဲဒီတစ်ခါမှာတော့သူမဟာ CEO ကြီးရဲ့ဘေးကခရီးတဲ့ထိုင်ခွင့်မှာထိုင်ခွင့်ရသွားခဲ့ပါပြီ